ဒီနေ့မှာစင်ရသားလူတယောက်ဟာအန်အိုးပဲဖုန်းတစ်လုံးကိုရရှိခဲ့တယ်။အဲ့ဒီဖုန်းကမျက်နှာပြင်ကိုပဲဆွိုက်လုပ်လိုက်တာနဲ့အတိအကျတူညီတဲ့ပစ္စည်းတစ်ခုကိုချက်ချင်းပေါ်လာအောင်ကူးယူနိုင်တယ်။အဲ့ဒီဖုန်းကိုပေးခဲ့တဲ့သူတောင်းစားကဓာတ်ပုံရိုက်လိုက်ရင်ဘာမစိုးကူးယူလို့ရတယ်လို့ပြောပြီးမျက်စိရှိကနေပျောက်ကွယ်သွားတယ်။အဲ့ဒီလူဟာစမ်းကြည့်လိုက်တော့ကားတစ်စီးကိုချက်ချင်းကူးယူနိုင်ခဲ့တယ်။သူအရန်ပြောနေချိန်မှာမိမလာတယောက်ကကားတကားကိုထူထောင်ပြီးဘာလို့ငားကားတဲ့ဝင်းကြီးကလဲလို့အော်ပြောတယ်။သူကအနာကကားကိုပြပြီးအဲ့ဒါမှတကယ်ကားဖြစ်တယ်လို့ပြောလိုက်တော့မိမကနားလဲသွားပြီးတောင်းပန်တယ်။မိမကလက်ဝိယတနာဆိုင်ပိုင်ရှင်ဖြစ်ပြီးသူလိုချင်တာရှိတယ်လာနိုင်တယ်လို့ပြောခဲ့တယ်။အဲ့ဒီလူရဲ့စိတ်ထဲမှာတော့ရွှေတုံးဒီကိုပဲတွေးနေခဲ့တယ်။ဆိုင်ကိုသွားပြီးရွှေတုံးဒီဓာတ်ပုံရိုက်ခွင့်တောင်းလိုက်တော့မိမကသဘောတူခဲ့တယ်။သူကဓာတ်ပုံဒီကိုအသုံးပြုပြီးရွှေတုံးဒီကိုအညာကြီးကူးယူနိုင်ခဲ့တယ်။ထို့နောက်အဲ့ဒီရွှေဒီကိုပြန်ရောင်းပြီးငွေအညာကြီးရရှိခဲ့တယ်။ဒါပေမဲ့သူ့လောဘကမပြတ်တတ်ဘူး။ငွေကိုလည်းကူးယူပြီးအိယာပြီးအောင်တင်းချင်တယ်။နောက်ပိုင်းမှာတော့ဘီလီယံနာတယောက်ထွေးချင်လာတယ်။ဒါကြောင့်လေဝိယတနာဆိုင်ကိုပြန်သွားပြီးလုံခြုံရေးခန်းကိုကြည့်ချင်တယ်လို့ပြောတယ်။မိမကယုံကြည်ပြီးပေါ်သေးကိုခေါ်သွားခဲ့တယ်။အဲ့ဒီမှာရွှေတုံးတွေတောင်လို့တင်းထားတာတွေ့တော့ထူမရနိုင်တော့ဘူး။တပ်ပုံအားလုံးရိုက်ပြီးအိမ်ကိုပြန်လာကအကုန်လုံးကိုကူးယူလိုက်တယ်။သူ့ရန်ပြိုနေချိန်မှာတကားခေါက်တန်ကြားလိုက်ရတယ်။တကားဖွင့်လိုက်တော့သူ့အရင်ရေးစားမလေးရက်နေတယ်။သူမကသူ့ကိုမြင်တဲ့နဲ့ချက်ချင်းအော်ပြောတယ်။မင်းပန်လူထားတာမဟုတ်ဘူးလား။ဒီဇလန်ရဲ့အဓိကအယူအဆကတော့လောဘဟာအန်ဒီယေကိုခေါ်ဆောင်လာတတ်တယ်ဆိုတာပါပဲ။